Brighton ရဲ့အိမ်ကွင်းမှာအပြတ်အသက်ခြေစွမ်းပြတော့မယ် Spa Brighton ရဲ့လက်ရှိခြေစွမ်းကတော့တနေ့ရွှေတနေ့ငွေဖြစ်ပြီးတော့ Premier League ၄ပွဲမှာ9ပွဲတစ်ပွဲသာရရှိထားပါတယ်။နိုင်တဲ့အသင်းကလည်း Man City လိုအသင်းကိုဖြစ်ပြီးတော့ Everton နဲ့ဖုံးမောက်ကိုရှုံးပြီးတော့ Fulham ကိုတရေကန်ထားပါတယ်။ဒါပေမဲ့ Brighton ကအိမ်ကွင်းဆိုရင်တော့အစိတ်ရှိတဲ့အသင်းဖြစ်ပြီးတော့ Fulham ကိုလည်းနောက်ဆုံးမိနစ် penalty ပေးလိုက်ရလို့သာတရေချခဲ့တာပါ။ရာအိုဘတ်ဒရိုမရှိတော့တဲ့ Brighton တိုက်စစ်ပိုင်းကတော့ Danny Welbeck နဲ့အလုပ်သိမ့်ဖြစ်ပါဘူး။ Spa ကဂျားရဲ့ Champions League မှာ Villarreal ကိုအိမ်ကွင်းမှာအနိုင်ရထားပြီးတော့ Brighton ထက်စာရင်ပွဲပန်းမှုပိုရှိနိုင်ပါတယ်။နီးပြ Frank လက်ထက်မှာ Spa ရဲ့ခံစစ်ပိုင်းကပို့ပြီးတော့မာကျော်လာပြီးတော့နောက်ဆုံး9ပွဲမှာပေကိုတကိုးသာရှိခဲ့ပါတယ်။ဖုံးမောက်ကို1-0နဲ့ရှုံးခဲ့တဲ့ပွဲမှာပေကိုတကိုးသာရှိပြီးတော့ Man City, Villarreal တို့လိုအသင်းတွေတောင်မှ Spa ကိုဂိုးမသွင်းနိုင်ခဲ့ပါဘူး။လက်ရှိ formula မှာ Spa ကတသင်းလုံးဟန်ချက်ညီနေသလိုအသစ်ခေါ်ထားတဲ့ပယ်လင်ညာဇာဘီဆိုင်မွန်တို့ကလည်း Spa ရဲ့ first line up ထဲမှာပါဝင်ခြေစွမ်းပြနေတာပါ။အခုပွဲအတွက် Ancient Brighton ကပြား40အကျော်ပေးထားပြီးတော့ဂိုးပေါင်းစေးကတော့3.50ပါ။ဒီနေရာမှာ Brighton ကအိမ်ကွင်းတန်ကြီးမြင့်တဲ့အသင်းဆိုတာသိထားရမှာဖြစ်ပြီးတော့ Man City တောင်မှ Brighton ကိုပြား80သာဈေးအကျော်ပေးပြီးတော့2-1နဲ့ရှုံးနေခဲ့တာပါ။မိနစ်က2ကျော်စလုံး Brighton က Spa ကိုအနိုင်ရထားပြီးတော့အိမ်ကွင်း20လဲ Brighton နိုင်ထားတာပါ။ဒါပေမဲ့လက်ရှိခြေစွမ်းရတဲ့ formula အရတော့တရေနဲ့အနိုင်က Spa ဘက်မှာရှိနေတာမို့လို့ Spa ကိုပဲဒီနေ့အတွက်ရွေးချယ်ပေးကြပါရရှင်။အားလုံးပဲရွေးချယ်မှုတွေမှန်ကန်ကြပါစေရှင်။